ဒီမှာဆိုဗျာအဲ့ဒါကိုပိတ်ထားတဲ့အတွက်ကြောင့်လေလာဘလူးဘက်ကိုပြောင်းချရောအဲ့ဒါကိုဖွင့်ထားမယ်ဆိုရင်တော့ဒီလိုမျိုးတွေမဖြစ်တော့ပါဘူး fit position ကိုဖွင့်ထားရင် joystick ကတနေရာထဲမှာပဲငြိမ်နေရောဗျာပိတ်ထားရင်တော့ကိုလက်မချရဲ့နေရာကို joystick ကလိုက်ရွေပေးပါတယ်ဒီဟာကတော့ဗျာကျွန်တော်ရဲ့ personal အရာပိတ်ဆော့တာပိုကောင်းပါတယ်မဟုတ်ရင်ဗျာကိုလက်ထောက်တာတနေရာသူပြတာတနေရာဆိုတော့ဆော့ရတာနည်းနည်းလေး feature ပါတယ် joystick ဓာတ်စုံဖွင့်ထားရင် joystick center ကိုဖိထားပြီးတော့ဗျာနည်းနည်းလေးမရွှေ့နေ hero ကမရွေ့ပါဘူးဒါပေမဲ့တေချာကြီးမှတိတာတာဖြစ်တဲ့အတွက်ဖွင့်ပိတ်ကိစ္စမရှိပါဘူးဒီဟာကိုဖွင့်ထားလိုက်ရင် joystick နဲ့သွားနေတဲ့အချိန်များ basic တက်ချမယ်ဆိုရင်လည်းအနီးက enemy ကိုသွားချပါတယ်အဲ့တော့ပြေးနေတဲ့အချိန်ဆို enemy ကကိုယ် weight ကိုမှတ်မိရင်ဗျာသူ့စီကိုပြန်ပြီးတော့သွားတဲ့အတွက်ဒီဟာကိုပိတ်ထားသင့်ပါတယ်1-1ကတော့ဒီစတက်ကိုမဖြစ်မနေပိတ်ထားသင့်ပါတယ်မဟုတ်ရင်ခုံတဲ့ခါကျပြဿနာနည်းနည်းတက်နိုင်ပါတယ် close pass ဆိုတာဗျာအနည်းဆုံးအရာကိုပဲချပေးတာဥပမာဗျာ enemy ရှိနေတော့အနား jungle queen ကိုပဲချပေးပါတယ်အဲ့ဒါကိုပိတ်လိုက်ရင်တော့ enemy ကိုပဲသွားချပါတယ်ဒါကလေတကယ်တမ်းတော့အပူတက်ပဲဘတ်စားနေတဲ့အချိန်များ enemy ရောက်လာရင်လည်းဘက်ကိုဆက်စားမယ်ဆိုရင်ကျွန်တော် quiff ကိုနှိပ်လို့ရတယ်လို့ enemy ကိုချကျင်တဲ့အခါကျရင်ပုံမှန် basic တက်နှိပ်လို့ရပါတယ်အဲ့တော့ close pass ကိုပိတ်ထားတာပိုကောင်းပါတယ် accurate indicator ဆိုတာဗျာ Udora scale 2လိုမျိုးတခါတည်း hero တန်းသုံးနိုင်တဲ့ scale တွေကို enemy ကိုရွေးပြီးသုံးလို့ရအောင်လုပ်ပေးထားတာပါဒီဟာကတော့မဖြစ်မနေဖွင့်ထားသင့်ပါတယ်တခါတလေဗျာ hero လုံးမုတ်ကိုတကူတကာကြီးတွားနှိပ်ထားတဲ့ဆိုင်ရင်ဒါနဲ့တခါတည်းချိန်သုံးလိုက်တာပိုမြန်ပါတယ်ပိတ်ထားရင်လည်းချိန်သုံးလို့တော့ရတယ်ဒါပေမဲ့အခုလိုပုံစံဆိုရင်အနည်းအဝေးရဲ့ချိန်ရတာနည်းနည်းလေးအဆင်မပြေတဲ့အတွက်ကြောင့်မှားသုံးမိတတ်ပါတယ် assistant aim mode ဆိုတာ scale ကိုဖိလိုက်တာနဲ့ဗျာအနည်းဆုံး enemy ကို auto ချိန်ပေးတာပါဒီဟာတကယ်တမ်းတော့မကောင်းဘူးဗျာ auto aim ပဲသုံးနေတယ်ဆိုရင်တခါတလေ scale တွေကို hero မှားသုံးမိတာမျိုးကြီးဖြစ်တတ်ပါတယ်အဲ့တော့ scale တွေကိုချိန်သုံးတတ်တဲ့အကျင့်ရအောင်လို့ဗျာအစာတွေကပိတ်ပြီးတော့ကိုယ့်ဘာသာချိန်သုံးတာပိုကောင်းပါတယ် scale joystick position ဆိုတာဗျာ scale ချိန်တဲ့အချိန်မှာပေါ်လာတဲ့ဒီဟာလေးကိုပြောတာပါအဲ့ဒါကို tap လုပ်လိုက်ရင်ကိုထီးရဲ့နေရာပေါ်မူတည်ပြီးတော့လိုက်ပြောင်းပေးပါတယ်တကယ်လို့ face လုပ်ထားမယ်ဆိုရင်တော့တနေရာထဲမှာပဲပုံတည်ပြပေးပါတယ်ပုံမှန်ဆိုရင်မသိတာပဲမဲ့ hacker လို့ scale 1 range ကျတဲ့ hero ဆိုရင်တော့စကားအရန်ပြောပါတယ်ကို scale 1ထီးရဲ့နေရာမကောင်းရင်နောက်ပြန်ခုံရတာတိုင်ပတ်ပါပြီ face လုပ်ထားတော့မှ scale 1ကိုတေချာခုံလို့ရမှာဖြစ်ပါတယ်ဒါကကြတော့ဗျာ scale တွေကို cancel တဲ့နီလန်ပထမတစ်ခုကဖိထားပြီးတော့ဒီနေရာကိုပြန်ရောက်ရင် scale ကို cancel ပေးပါတယ်ဒုတိယတစ်ခုကကြတော့ဒီ range ကျော်တာနဲ့ cancel ပေးပါတယ်ကျွန်တော်ကတော့ပထမတစ်ခုပဲကြိုက်တယ်ဗျာအဲ့ဒါအဝေးမှာနေတာတခါလဲကြိုအိမ်ထားလို့ရပါတယ်ဒုတိယတစ်ခုကအဝေးက enemy ကိုကြိုအိမ်ထားလဲတခါတလေကြရင် cancel တယ်လို့ကြီးဖြစ်သွားတတ်ပါတယ်ကဲအရေးကြီးတဲ့ camera sensitivity လာပါပြီအဲ့ဒါကိုချိန်လို့ဆိုရင်ပထမဆုံးအနေနဲ့အပေါ်လမ်းကိုသွားလိုက်ပြီးွားရင်တစ်ချက်ဆွဲချလိုက်ရုံနဲ့အောက်လမ်းကိုရောက်လာကြည့်ဗျာမရောက်ရင် sensitivity ကိုထပ်တိုးပေးပါအောက်လမ်းရောက်တဲ့အပြင်ကိုထိရပါခတ်နေတယ်ဆိုရင်ပြန်လျှော့ပေးပါအဲ့လိုမျိုးအတိုးလျှော့လုပ်ရင်းနဲ့မြေပုံတစ်ခုလုံးကို AC ကြည့်လို့ရပြီဆိုရင် camera sensitivity ကအဆင်ပြေသွားပါပြီအိမ်ပန်တွေကိုဖွင့်ထားလိုက်ရင် range ဝေးတဲ့ hero တွေဥပမာ Selena Changel တို့ဆိုရင် view ချက်နဲ့ပြစ်လို့ရပါတယ်ဒါပေမဲ့ Fanny တို့ hero ကိုအဲ့လိုသွားလို့ရင်တော့ဗျာခေါင်းမူပြီးတော့ game မှာဖြတ်ချင်သွားမယ် auto equip က scale တွေကို auto equip လုပ်ပေးတာ auto buy ရကြတော့ item တွေကို auto ဝယ်ပေးတာ hero လိုက်အဓိကယူရတဲ့ scale တွေပွဲပေါ်မူတည်ပြီးတော့ item ပြောင်းရတာတွေကြောင့်ဒီနှစ်ခုလုံးကိုပိတ်ထားတာပိုကောင်းပါတယ်ကဲ control ပြီးပြီဆိုရင်တော့ interface ကို